โอเคဒီကကျွန်တော်လေဂျာအကောင့်ကိုကျွန်တော်ရှင်းပြရမှာပေါ့နော်လေဂျာအကောင့်ကိုမရှင်းပြခင်မှာကျွန်တော်တို့စီးပွားရေးလုပ်တဲ့အချိန်မှာတစ်ဖက်နဲ့တစ်ဖက်ငွေပေးငွေယူကုန်ပေးကုန်ယူအဲ့ဒီမှာကျွန်တော်တို့ source document တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော် voucher တို့ invoice တို့အဲ့လိုမျိုးခေါ်တာပေါ့နော်အဲ့ဒီ source document ကလည်းရှိနေရမယ်ပြီးရင်အဲ့ဒါကိုကျွန်တော်တို့ကတာမန်စင်းသွင်းတဲ့ပုံစံမျိုးပေါ့နော်ရိုးရိုးမှတ်သားမှာပေါ့နော်အဲ့လိုမျိုးကြီးလည်းရှိတယ်အဲ့ဒီကနေမှာဟိုဘက်ကိုကျွန်တော်တို့ဒီလေဂျာကိုကူးတော့မယ်ပေါ့နော်လေဂျာကိုကူးပြီဆိုရင်အကောင့် format စရည်ရလေဂျာထဲကိုစင်းတွေပြောင်းတာနဲ့စင်းရထည့်ချင်တယ်ဆိုထည့်လို့မရတော့ဘယ်သူ့မှာ sequence ရှိတယ်ပေါ့နော်အဲ့ဒါ ledger ဆိုတာဗာလဲကြည့်ကြအောင် ledger account is a structure which is used to record financial transaction based on double entry theory တဲ့ double entry theory မှာ theory တိုင်း transaction တွေကိုသွင်းရတယ်တဲ့ double ဆိုတာနှစ်ခုကိုပြောတာဗျအဲ့ဒီတော့ account တစ်ခုကစရင် transaction တစ်ခုက account အမြဲတမ်းနှစ်ခုဖြစ်လိမ့်မယ်အကောင့်အများနဲ့နှစ်ခုဖြစ်လိမ့်မယ်ပေါ့နော်ဥပမာတထရနေပြီးတော့စီးပွားရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှုအတွက်3000ချပေးတယ်ဒါဆိုရင်အဲ့ဒီ transaction တစ်ခုမှာဆိုရင်အကောင့်ကနှစ်ခုtransaction ဒီအကောင့်ကနှစ်ခုဖြစ်သွားတယ်အကောင့်တစ်ခုကဘာလို့ဆိုတော့ငွေသား3000ရလာတယ်အဲ့ cash အကောင့်ဒီပတ်စံကဘလို့ပတ်စံကောင်းတဲ့နဲ့ဒီလုပ်ငန်းတွေကိုရောက်လာတော့ capital ဆိုတဲ့ရင်းနှီးမြှုပ်နှံမှုအနေနဲ့ရောက်လာတာအဲ့တော့ capital အကောင့်ဒီမှာနှစ်ခုဖြစ်လာတယ်ဟုတ်နော် cash အကောင့်ရယ် capital အကောင့်အဲ့လိုမျိုးဖြစ်သွားပြီပေါ့အဲ့လိုမျိုး double entry theory ပေါ့အဲ့တော့စင်းသွင်းနေဆိုဘယ်လိုပုံစံလေးဆိုဒီ T ပုံစံလေးသွင်းနေပေါ့နော် T ပုံစံသွင်းနေဘယ်ဘက်မှာ debit ညာဘက်မှာ credit ပေါ့နော် debit credit ညီစာမြည်ရှင်လို့ခေါ်တာပေါ့နော် debit credit ပြီးရင် account name ဘာအကောင့်တော့ခုနကလိုမျိုးဒါ cash account လားနောက်ဒါ capital account လားအဲ့လို account name တစ်ခုပါမယ်ပြီးရင်တော့ column အနည်းဆုံး3ခုပါမယ်3ခုပါတစ်ခုက date တစ်ခုက description တစ်ခုက amount တခါလေးမှာဒီ date description amount ကိုကျွန်တော်ဘယ်ပေါင်ချာကနေဘယ်စာအုပ်ကိုညွှန်းကျင်တာအောင်ဆို portfolio လေးပါတတ်တယ်တနည်းအားဖြင့်ပြောရင်အညွှန်းပေါ့နော်အညွှန်းအဲ့ဒါ column 4ခုဖြစ်သွားမယ်โอเคနော်အဲ့တော့တစ်ဖက်မှာ column 3ခုဒါမှမဟုတ်4ခုအဲ့လိုမျိုးဖြစ်လိမ့်မယ်အဲ့တော့ debit account နေဆိုရင် debit side မှာရေးမယ် credit account နေဆိုရင် credit side မှာရေးမယ်ပေါ့နော်အဲ့တော့ဘယ်ကောင် debit ဘယ်ကောင် credit ဆိုတော့နောက်ထပ်ဒီ BOD သင်ခန်းစာတွေနောက် account နဲ့ TOD သင်ခန်းစာတွေခုထပ်ပြီးတော့ကျွန်တော်ရှင်းပြပေးမယ်အဲ့တော့ ledger account ဆိုတော့သိသွားပြီနော်အဲ့တော့တာမန်မျိုးဗလာစင်းသွင်းတဲ့ပုံစံမဟုတ်တော့ဘဲနဲ့နိုင်ငံတကာဒီအီတလီယန်ကုန်သည်ဘုံတော်ကြီးပေါ့နော်အီတလီကုန်သည်ကြီးတယောက်ကနေပြီးတော့ရေးဆွဲထားတဲ့ဒါစင်းအကောင့်ကြီးစနစ်ပေါ့နော် double entry လို့ခေါ်တာပေါ့စင်းသွင်းတာနဲ့အကောင့်ကြီး transaction တစ်ခုဖြစ်တာနဲ့အမြဲတမ်းစင်းရနှစ်ခုသွားတယ်တစ်ခုက debit ဆိုတစ်ခုက credit တစ်ခုက credit ဆိုတစ်ခုက debit နောက်ဆုံးမှာ debit ရဲ့ value debit ရဲ့တန်ဖိုးတွေနဲ့ credit ရဲ့ value တန်ဖိုးတွေနဲ့ဟာနှစ်ခုစလုံးညီနေရမယ်ကိုက်နေရမယ်အဲ့ဒီပုံစံလေးနဲ့သွားတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က double entry theory လို့ခေါ်တယ်အဲ့တော့ ledger account ကိုပြောရရင် ledger စောက်တဲ့ကိုဒီ T ပုံစံစင်းသွင်းပြီဆိုတာနဲ့အားလုံးက international format double entry ဖြစ်သွားပြီပေါ့နော်မျိုးဖလာစင်းသွင်းတာမဟုတ်တော့ဘူးโอเคဒီတော့ကျွန်တော်ဒီမှာသင်ခန်းစာမှာကျွန်တော်တို့ transaction ဥပမာအနေနဲ့အခု20လောက်ပြထားတယ်အဲ့အခု20ကိုထည့်သွင်းခြင်းဖြင့်ဘယ်အကောင့်တွေ debit လား credit လားဆိုတာတခါတည်း theory နဲ့ခွဲခြားပြသွားမယ်โอเคနော်